syllable ဆိုတာဘာလဲဆိုတာကိုလေ့လာကြည့်အောင်မြန်မာမှာကျွန်တော်တို့ခရမ်းကျင်သည်လို့ပြောရင်ခရမ်းကျင်သည်၄တန်ရှိပါတယ်အဲ့ဒါကိုအန်အင်းအီဆိုပြီးတော့ဆိုကြည့်ရင်၄တန်ဆိုတာထင်ရှားပါတယ်အဲ့ဒါကို English မှာ syllables လို့ခေါ်ပါတယ်ပါဠိလိုဆိုရင်ဝဏ္ဏလို့ခေါ်ပါတယ်အဲ့တော့ English မှာဆိုရင် cat ဆိုရင် one syllable ပါ cat singer 2 syllables ပါ tomato 3 syllables ပါ television 4 syllables ပါ university 5 syllables ပါ English မှာ stress ဆိုတဲ့သဘောတရားကအရေးကြီးပါတယ်အဲ့တော့ stress ကိုအရင်ဆုံးနားလည်ဖို့ဆိုရင်ကျွန်တော်တို့ကဒီ syllables ကိုသဘောပေါက်ဖို့လိုပါတယ် English နဲ့ပတ်သက်တဲ့ဒီလိုဗီဒီယိုအတိုလေးတွေကိုသဘောကျရဲဆိုရင် okay လို့မှတ်ခဲ့ပြီပါနောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီ stress အကြောင်းကိုထပ်ပြီးတော့တင်ပေးသွားပါမယ်အားလုံးဆင်ပြေပါစေဗျ